ခေအောင်တာလီဆိုအားမင်္ဂလာပါဒီနေ့မှာတော့ဒီ Fibo Pitch ကကျွန်တော် Fibo Pitch ကပေါ့နော် Messenger နေပြီးတော့ဒီ D flat E flat B flat လက်ကွက်တွေကိုဘယ်လိုမျိုးကင်မလဲပေါ့နော်အဲဒါကြောင့်ကျွန်တော်လွယ်လွယ်ကူကူနဲ့ရှင်းပြတော့ပါမယ်ပထမဆုံး D ကိုကင်မယ်နော် D ကိုကင်ပြီးတော့ဒီမှာလက်တန်းအားနေတဲ့လက်တန်းက၄ကျိုးကိုနှိပ်လိုက်ဒါဆိုရင် D နော်ဒီလိုမျိုးကင်ထားတဲ့လက်ကွက်ကိုရှေ့ကိုတစ်ခွက်တိုးလိုက်အဲဒါဆိုရင် E flat ဖြစ်တော့မယ်ဒီမှာဒီပုံစံတိုင်းပဲပေါ့နော်ရှေ့ကိုတစ်ခွက်တိုးလိုက်တာဒါဆိုရင် D sharp E flat လို့ခေါ်တာပေါ့နော် E flat okay နောက်တစ်ခွက်ကျတော့ D flat လဲDကိုကင်မယ်ဆိုတော့ D ကိုကင်မယ်ပြီးရင်လေးကျိုးလေးကွင်ကိုလက်တန်းကနေပြီးတော့နှိပ်ခါတာနော်လေးကျိုးလေးကွင်အဲ့ဒါကိုနောက်ဆုပ်လိုက်အဲ့ဒါဆိုရင်ဒီမှာ D flat ဖြစ်တော့မယ် C sharp D flat လို့ခေါ်တာပေါ့နော်နှစ်မျိုးခေါ်တယ်ဒါဆိုရင်ဒါဆိုရင် C sharp D flat ဖြစ်တော့မယ်နော်ဒါဆိုရင်ရှေ့ကိုတစ်ခွက်တိုးလိုက်တာနဲ့ E flat ဖြစ်တော့မယ် D sharp E flat okay နောက်ထပ် B flat ကဘယ်လိုလဲဆိုတော့ဒီမှာတကျိုး2ကွင်နောက်ပြီးတော့2ကျိုး4ကွင်နောက်ပြီးတော့3ကျိုး4ကွင်4ကျိုး4ကွင်ဒါဆိုရင် B နော်နောက်ဆုပ်လိုက်နောက်ကိုဆုပ်လာနော်ဒီ file ကိုဆိုရင်နောက်ဆုပ်တာလို့ခေါ်တာနော်ဒီ file ဆိုရင်ရှီတိုးတာအရှိကိုတိုးတာဒီ file ဆိုရင်ဒါဆိုရင် B flat okay အဲ့ဒါဆိုရင်ဒီ D flat E flat B flat ရတော့ပြီ okay အဲ့ဒါတွေခုနပြထားတယ်ကြာတော့ဒီမှာ၄ကျိုးပဲတီးရမှာ၅ကျိုး6ကျိုးတီးလို့မရဘူးဟိုမှာဒီမှာတီးနော်၄ကျိုး၅ကျိုးအကုန်လုံး6ကျိုးတွေပါဟော၅ကျိုး6ကျိုးအကုန်လုံးတီးမယ်ဆိုရင်အတန်ကကြောက်တန်လို့သူအတန်ထွက်နေမှာဘာဖြစ်လို့လဲဆိုတော့သူဒီကွက်ထဲမှာမပါတဲ့အတန်တွေကိုတီးထားတာဖြစ်လို့ပေါ့နော်အဲ့ဒါဆိုရင်5ကျိုး6ကျိုးကိုဟိုပါ6ကျိုးတော့ထားတော့6ကျိုးတော့ဒီလက်မနေပြီးတော့ထိန်းထားလို့ရတယ်5ကျိုးကိုဘယ်လိုမျိုးထိန်းရမလဲထိန်းစရာမလိုတခါလေးဖိလို့ရတာပေါ့နော်ဖိမယ်ဆိုရင်ဒီမှာဒီနဲ့ပဲစာပြမယ်နော်ဟိုမှာ1ကျိုး2ကျိုး3ကျိုးတပြိုင်တည်းလေးခိုင်နော်လက်ညိုးကနေပြီးတော့ပေါ့နော်ပြီးရင်2ကျိုး3ကွယ်နိုင်ပြီးရင်4ကျိုး4ကွယ်ပြီးတော့လက်တန်းကနေပြီးတော့5ကျိုး5ကွယ်ဒါဆိုဒီရှေ့ကိုတိုးလိုက်တာနဲ့ E flat ဖြစ်တော့ပြီ E flat နဲ့လေ့ကျင့်ရမှာ C minor နဲ့လေ့ကျင့်လိုက်ပြီးရင် D flat နဲ့ကျတော့ B flat minor နဲ့လေ့ကျင့်မယ်နော်ဟိုက B minor ကိုနောက်တစ်ခွင်ဆုပ်လိုက်လို့ရှိရင်ဒါဆိုရင် B flat minor ဖြစ်တော့ပြီဟိုမှာဒီမှာ D flat ပြီးရင် B flat minor okay အဲ့ဒါဆိုရင်ခုန B flat တီးမယ်ဆိုရင်ဒီလိုမျိုးကင်မယ်ဆိုရင်5ကျိုးနဲ့6ကျိုးကိုမတီးရဘူး okay ဆရာ5ကျိုးနဲ့6ကျိုးအကုန်လုံးတီးရှင်နေဆိုရင်ဘယ်လိုကင်ရမလဲဆိုတော့ဒီလက်သက်ကြေကနေပြီးတော့4ကျိုး3ကျိုး2ကျိုး3ပါးကနော်တပြိုင်တည်းလေးကင်ရမယ်ပြီးရင်5ကျိုး6ကျိုးပြီးရင်1ကျိုးလက်ညှိုးကနေပြီးတော့လက်နဲ့ပဲလက်ညှိုးကနေပြီးတော့အကုန်လုံးကိုဖိထားလိုက်ဒါဆိုရင် B flat ဒီအကွက်ကိုတစ်ပတ်နှစ်ပတ်နဲ့လေ့ကျင့်လို့မရဘူးဟိုဆရာတို့ကလေ3လ4လလောက်ကြာတယ်ကြို့အကုန်လုံးထွက်မှန်တယ်တော်တယ်ပေါ့နော်နှစ်ပေါင်းဥပမာ5-6လကြာရှင်နေကြာမယ်ဟိုအတန်ကဟိုကြည်လင်းနဲ့ထွက်မှာပေါ့နော်ရှင်းလင်းကြာမယ်ဆိုရင်တစ်ခါလေကြာလို့ရှိရင်လူတယောက်နဲ့အပေါ်မှာမုံတေးတာပေါ့နော်ဒါဆိုရင် D flat B flat လူတယောက်ပေါ်မှာတယောက်နဲ့တော့မတူဘူးပေါ့နော်လေ့ကျင့်အားကောက်လို့ရှိရင်တလားနဲ့ရရှိရင်လည်းရမယ်မရရှိလည်းမရဘူးလို့ပြောပေါ့နော် okay ဒါဆိုရင် D sharp E flat ဒါဆိုရင်ဒါဆိုရင်ဘာလဲဆိုတော့ D flat C sharp D flat ပေါ့နော်ဒါဆိုရင် B ဆိုရင်ဒီမှာ B flat
နောက်ကိုဆောက်လိုက်တာနော် B flat ဖြစ်သွားမယ် B ကနေရှေ့တိုးမယ်ဆိုရင် C ဖြစ်သွားမယ် okay ဒါဆိုရင် B flat အကောင်လုံးကြိုး6လုံးတီးလို့ရတယ် B flat ပြီးရင် B ပြီးရင်ဒီမှာ C C ပြီးလို့ရှိရင် C sharp D flat ပြီးလို့ရှိရင် D D sharp E flat E F F sharp G flat G